Hello everyone ဒီနေ့မှာတော့ Dutch နိုင်ငံသားဖြစ်တဲ့ကလေးကိုရထားတယ်ဆိုလို့ရှိရင်ကိုတီနေထိုင်ခွင့်ရနိုင်သလားနိုင်ငံသားလျှောက်ခွင့်ရှိသလားဆိုတဲ့မေးခွန်းလေးကိုဖြေပေးချင်ပါတယ်ပထမတစ်ခုကတော့ကိုယ့်ရဲ့ကလေးတီ Dutch နိုင်ငံသားဖြစ်ဖို့ဆိုလို့ရှိရင်မိဘတဦးတီအနည်းဆုံးDutch ဖြစ်ဖို့လိုတယ်ပေါ့နော် Dutch နိုင်ငံသားဖြစ်ဖို့လိုပါတယ်အဲ့တော့ဒီကလေးတီ Dutch နိုင်ငံသားဖြစ်ဖို့ရန်အတွက်မိဘတဦးတီDutch ဖြစ်တော်မိဘတဦးတီဒါဒီသူ့ကလေးဖြစ်ပါတယ်ဆိုတဲ့ဟာကို approve လုပ်ရပါတယ်အဲ့ခါကြလို့ရှိရင်ကျန်တဲ့မိဘတစ်ပါးပေါ့နော် Dutch မဟုတ်တော့နိုင်ငံသားမဟုတ်တော့မိဘတယောက်တီဒီကလေးကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်เนาะဆောက်ရှောက်ဖို့အတွက်ဆိုပြီးတော့ကလေး18နှစ်အထိနေထိုင်ခွင့်ရှောက်လို့ရပါတယ်အဲ့တော့18နှစ်အထိနေထိုင်ခွင့်ရနိုင်တယ်အဲ့ဗီဇာကိုရှောက်ဖို့ရန်အတွက်ဝင်ငွေတွေပါပြစရာမလိုဘူးပေါ့နော်ကလေးဒီကိုကလေးဖြစ်ကြောင်းပြောနိုင်တာနဲ့တင်ကိုသူဒီ16နှစ်အထိကလေး16နှစ်အထိနေထိုင်ခွင့်ရတယ်အလုပ်လည်းလုပ်ခွင့်ရှိပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကဘာလဲဆိုလို့ရှိရင်နေထိုင်ခွင့်ရတယ်ပေါ့နော်ကလေးကလည်း Dutch ကလေးဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဆိုလို့ရှိရင်အကယ်၍မိသားစုပြဿနာဇနီးမောင်နှံနှစ်ယောက်ပြဿနာဖြစ်လို့လင်မယားကွာတာတွေပါတယ်ဖြစ်တယ်ဆိုလို့ရှိရင်ကလေးကိုကိုတီးခေါ်ပြီးတော့ကိုယ်နိုင်ငံကိုပြန်တာတွေပါတယ်လုပ်ဖို့အတွက်ခက်ခဲပါတယ်ဘာလို့လဲဆိုတော့ကလေးက Dutch ကလေးဖြစ်နေရဆိုရင်Dutch မိဘရဲ့အခွင့်ပြုချက်မပါဘဲနဲ့ကလေးကိုနိုင်ငံပြင်ပကိုခေါ်သွားခွင့်မရှိပါဘူးအကယ်၍ခေါ်သွားခဲ့တယ်ဆိုလို့ရှိရင်ဒါသည်လူကုန်ကူးမှုမြောက်ပါတယ်အဲ့တော့အဲ့ဒီဟာမလျှောက်ခင်တော့နည်းနည်းလေးစဉ်းစားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ရှေးကြီးကအရင်မသေးကြဘူးဆိုလို့ရှိရင်အဲ့ဒီပြဿနာမျိုးရှိနိုင်ပါတယ်နောက်တစ်ခုကဒီဗီဇာကိုကင်ဆောင်ထားတဲ့သူဒီကလေး16နှစ်အထိနေထိုင်ခွင့်ရှိတာဖြစ်တဲ့အတွက်သူဒီနိုင်ငံသားလျှောက်ချင်တယ်ဆိုလို့ရှိရင်လည်းနှစ်ကာလပြည့်တဲ့ခါမှာလျှောက်လို့ရပါတယ်အဲ့လိုလျှောက်ဖို့ရန်အတွက်သူဒီစမှုပွဲကိုဖြည့်ခြင်းဖြည့်ခွင့်ရှိတဲ့သူတွေမှာပါပါတယ်အရှိမပြောခဲ့တဲ့ဗီဇာအမျိုးအစားတချို့လိုမျိုးဖြည့်ဖို့ဖြည့်ရမယ်စမှုပွဲမဖြည့်နိုင်ရင်မအောင်ရင်ဒဏ်ကြေးသွင်းရမယ်ဆိုတဲ့အမျိုးအစားတွေမှာမပါပါဘူးသူတို့ကသူတို့ဖြည့်ခြင်းလည်းရတယ်မဖြည့်ခြင်းလည်းရတယ်နိုင်ငံသားလျှောက်ခြင်းရင် PR လျှောက်ခြင်းရင်ဖြည့်လို့ရတယ်ပေါ့နော် PR လျှောက်ခြင်းနဲ့ဆိုတော့ကိုကကလေး16နှစ်အထိပဲနေထိုင်ခွင့်ရှိမှာဖြစ်တဲ့အတွက်အကယ်၍ကလေး16နှစ်ပြည့်သွားရင်နေထိုင်ခွင့်မရတော့ဘူးပေါ့နော်အဲ့ခါကျတော့ရနေစဉ်ကာလအတွင်းမှာနေထိုင်ခွင့်ရနေစဉ်ကာလအတွင်းမှာ PR တွေလျှောက်ထားမယ်နိုင်ငံသားလျှောက်ထားမယ်ဆိုလို့ရှိရင်တော့လိုအပ်တဲ့စံမွေးပွဲတွေဖြည့်ရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ Dutch ကလေးပိုင်ဆိုင်ထားတယ်ဆိုရင်ဘယ်လိုမျိုးဒီမှာနေထိုင်ခွင့်ရနိုင်လဲဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးတာဖြစ်ပါတယ်အားလုံးဆင်ပြေပါစေ bye bye